ဒါမင်းကဝယ်လိုက်တဲ့ဒွင်းသီးရလေမရှိုးဘူးကွာမချိုတဲ့ခါကျတော့ယိုထိုးလိုက်တာဟိုဒွင်းကအရန်ကြအောင်မထိုးအရန်ကြအောင်မထိုးပဲနဲ့ဒီနေ့လေးစားလို့ကောင်းတာထင်းရက်နဲ့ဆိုတာဒါတော့မှလည်းဆိုတော့ဒါကဈေးတွေကဒီလိုဆိုင်ပေးလိုက်တဲ့စမိုင်းဒီတိုင်းစားရမှာပေါ့နော်သူကအဲ့မဲ့ဒီရှိုးတော့ကြတော့ဒါကိုစမိုင်းကိုပြန်ကြည့်ကိုစားမယ်ဒါနွားတို့ပါစမိုင်းကိုဒွင်းတီးနဲ့နွားတို့နဲ့စမိုင်းကြိုဖြစ်သွားတယ်နွားတို့လေးကိုနည်းနည်းချင်းလိုက်တာပေါ့နော်ဒွင်းကြလေးမတင်းရတဲ့ညီရဲ့ချိုးနေတော်ချိုးနေဒါထင်းချက်တောင်နည်းနည်းပဲထည့်တာလားစမိုင်းဒွင်းတီးနဲ့ကြူတာစားကြည့်လာခဲ့ပါကြူပြီးသွားပြီဒွင်းတီးကြိုက်တဲ့လူတွေတော့စားတဲ့နော်လူရစမိုင်းလည်းကြိုက်တယ်ဒွင်းတီးလည်းကြိုက်တယ်ကဲပဲစမိုင်းပြီးလိုက်တဲ့ဒီမလေးအေးအောင်ကျေးဇူးတင်ပါတယ်ဒွင်းတီးကတော့မနေ့ကဝယ်တာ1000ပေးရပါတယ်နွားတို့က2300စမိုင်းကတော့လက်ဆောင်ရတာပါကျေးဇူးတင်ပါတယ်ဒီစမိုင်းစားခြင်းညစီမှရောင်းပါတယ်ကဲပဲစမိုင်းကသူကအခဲလောက်ထားတာရေကတက်တာတဲ့ရေနဲ့စားခြင်းနွားတို့ရဲ့ပြန်ကျူအမမရှယ်ဖြစ်ရှင်ဒွင်းတီးထက်ထက်အောင်မကောင်းနားကြပါအောင်တက်စားလိုက်အောင်မယ်